When I grow up, yeah, man, Falcon Esport, taste the city with tonight. အဲ့လိုမျိုးတောက်ချလိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်နော်ညိုကျော်နင်းငယ်လေးလိုက်ထိန်းနေရဆိုတဲ့ဒီထားမှာတော့နော်ကျွန်တော် permission လူဝင်ကစား English လူကသွားကြတဲ့ခဲမှာ Avengers မှာဒူခိုဒီလိုပြောတဲ့ဘက်ကလည်း Quad Drive ဒီအောက်မှာဝင်လာတဲ့ Delta က First Blood နဲ့ Stage ချပ်တယ် Drone Charge တော့သူ့နဲ့သုံးခွင့်တော့ရပါမလားဒါပေမဲ့ Delta Right Hand လာပြီးတော့ကျိုးစားတဲ့ Dance Pressure ကိုပြောလေပြန်ဆောင်နေတဲ့ Oh ball Wilders ဒီကမှာဘက်ကလည်း Dance နဲ့ Share ကလေးပြပေးမှာ Retreat တက်ရတဲ့ S1 Drone Charge မှာ 2 man တက်ပြီးတော့ထိတဲ့ချစ်ပြကြတဲ့ Damage ကြားထဲမှာလီးလာမှာတက်ပေးရအောင်တော့များနေ Auto Range တွေမှာ Double Kill တော့ပြန်သွားခဲ့မယ်ဆိုလို့ရှိရင်အများကြီးတော့ပြတ်လာပြီးရှိတယ်ဆိုတော့ Yokelis လေးဆက်ပြီးတော့ Drone Charge တွေမှာ 3 ball နဲ့ Dance နဲ့ Share ပြန်အပြေးမှာရေတကောင်တက်ပြီးတော့လူကိုအဆုံးသတ်နေတယ်ပဲ1 for 1တော့ပြရပြဒီသချင်းတင်းပြီးတော့ကြောက်လာနိုင်မှာတော်လေးချက်တွေပြီးမလားဒီကောင်းပါလေတော့ dash ပဲထက်ရတာလေတော့ကျင်းခဲ့တဲ့ blade ကောင်တွေဝိုင်းပြီးကျွေးဖို့စဉ်းစားနေဗျာရှင်းပါလေ KA ဖြစ်ကြခဲ့တဲ့ຢာတစ်ခုမှာ Cherokee ဝိုင်းရခေါ်ပေးလိမ့်မယ် blade ခေါ်ပေးလိမ့်မယ်ဆိုတဲ့ຢာတစ်ခုနဲ့ပဲသူတို့ဒီပြန်ပြီးတော့လုပ်နေကြတာဒီမှာ dash ပထမဆုံးတော့ Cherokee တကောင်တော့ဒီလောက်သုံးသပ်နေမထက်ရတဲ့ပေါ်တော့ connect ပြီးပြီးရတယ်တော့ dash ပြန်ကြတယ်ဗျာတော့ကျင်းခဲ့ power air ကမကင်းပြန်ပြီးတော့ down သွားနေတယ်ကတင်းကောနဲ့ power air drive တကယ် live ဖန်ကြီးတဲ့ကြားမှာ Sam G ပြန်ပြီး Esport ထပ် drive လို့ရှိနေခဲ့ပါပြန်ပြီးပလင်းရှိရဲဆိုပြီးတော့လော်ကြီးကပါသွားပြန်ပြီဖန်ဒီဒီကောင်းပါလေတောက်ချောက်ဆိုလိုပဲနော် two man တောက်ချောက်ကိုပြန်လာယူသွားရင်တော့ပယ်ဒီတက်တောင်းနေမှာတော့အကောင်လုံးလိုက်ပြီးရှင်းဖို့ကြိုးစားနေတဲ့တောင်းမှာတော့ဒီလိုကိတကောင်ထက်ရတယ်ရှင်းပါလေတောက်ချောက်ဆိုပဲ new goal ကတိတ်ကိုယူလို့စီကြားရမှာတော့လောက်ကိုဖြတ်ပြီးထိန်းလာခဲ့တယ်ဗျာ play ကြားရမှာဗျာဘောကောနဲ့မရှိတော့တဲ့တစ်ခုပါဒီလောက်တော့ Falcon ဆက်ပြီးတော့ game လို့ရှိလိမ့်မယ် ground brigade ပြချတာလေး power air strike ပြီးတော့သုံးထားသေးတယ်မှာဒီလောက်နဲ့ dash ပဲထက်ရတယ်ဗျာကတိတ်ကိုမှတစ်ကောင်ပွားပြီးတော့ကြီးခဲ့နေတာတစ်ခုက progress စီတော့တင်းတော့ပြီးတော့ကြိုးစားရဗျာဘယ်တောက်ချောက်ဆိုလိုပဲဟန်ဘုံတော့ကြိုးစားရတယ်တော့ဝိုင်းနေတယ်ပဲတော့ပါလေ dash ပြီးတော့ former မှာသူ့နေပြန်ပြီးတော့စိတ်ချနေတယ်ဗျာဒီစပလေးကလည်း Grand Cross ဘာတွေကတော့ဘာကနေကောလည်း two man Shadow K yes ရပြီးခဲ့ damage အောက်မှာ1 for 1နဲ့ရှင်ပြန်ချခဲ့တဲ့အခိုက်တည်းပြီးတော့ပဲတချင်းလာလို့လည်းနေနေကြတဲ့ခါတော့ dash ပဲထက်ရတယ်ဟေး black light control မှာဘာလဲဟီဒါနဲ့ပြန်ချလို့များသွားပြီဒါဘာလဲ stage တော့တော့ပဲအမို့ dash ပြီးခဲ့တဲ့ခါတော့သူက kids ကိုတက်ပြီးတော့သုံးတဲ့ dash နဲ့ Shadow K ဘက်ကမှာ1 for 2ထပ်ပြီးလာခဲ့ damage အောက်မှာ Sanji ပြန်ရောက်လို့များတယ် Sanji cross ကိုထပ်ပြီးခဲ့ damage အောက်မှာဆွဲလို့ပတ်ထက်ခဲ့တယ် blade ကထက်ကြတယ်ဗျာကျန်တဲ့လီနော်လူကိုလိုက်ပြီးတော့လက်ထင်းကတော့ defender လို့ကျူးလာခဲ့ဆိုရင် S-Right blade က auto range မှာဝင်လာတော့ပြန်ပြခဲ့မယ် Falcon Esport taste the city with tonight အဲ့လိုမျိုးတောက်ချလိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်နော်ညိုကျော်နင်းငယ်လေးလိုက်ထိန်းနေရဆိုတဲ့ဒီထားမှာတော့ကျွန်တော် permission လူဝင်ကစား